Hello guys, welcome back to my YouTube channel. ဒီနေ့ကတော့ Cambodia Phnom Penh ရဲ့ travel vlog part 3ပဲဖြစ်ပါတယ်။ ဗီဒီယိုလေးရိုက်ထားတာနည်းနည်းရှည်နေရဆိုတော့ဘေးကအပိုင်းလေးတွေကတော့နည်းနည်းများနေရပေါ့နော်။ဒီနေ့ကတော့ဗီဒီယိုတွေ hot pot စားမယ်ပြီးသွားရင်တော့ဗီဒီယို beach ပေါ့နော်။ဘာ beach လဲတော့မသိဘူးသွားလဲမှာပါ။နာမည်ရတော့ပြီးလဲတိတ်မသိဘူးပေါ့နော်။ပြန်ဖို့နေပြီလားမသိဘူး။ Okay. Parking. တရားမှလည်းမလို့ဒီညဒီနေရာမှာသူတွေအမှတောက်ကြပြောကြဒီဘက်ကအိမ်တွေရောအိမ်သုံးလုံးကတာကိုတယောက်တည်းနိုးပြီးတော့အမှဆိုစီဘိုက်ကလည်းစားဘာစားမှမကြောင်ပြဆက်စရာတွေအိမ်လေးလာဒီနားမှာတောက်တက်ရှိတယ်နည်းနည်းကြာတညလုံးဟွာကြီးတောက်တက်ကနောက်မှရှိတယ်အရှိမတော့ဆိုင်လေးတွေက Oh my god နောက်မှဒီလိုမျိုးလုပ်တာပါအရှိမ Yeah Oh my god Oh my god ညမှာဒါပွဲသေးတယ်အများကြီးပဲကွာအဲ့တော့ကိုရမသိဘူးခုမှဆိုအများကြီးရှောက်မှာမကြည့်အောင်အခုအဲ့တော့3ရင်းကြီးတွေမှာထားတယ်မလားဒီ3ရင်းကိုလည်းအဲ့လိုပဲပွဲသေးပဲမှာလိုက်တော့တရားပွဲကြီးမှာလိုက်လေတစ်မျိုးလုံးခေါ်ထားပါကောင်းတော့ရတာမစမ်းတော့ပြီစမ်းလေးပဲ what ဒီညမှာ thank you ဒါရီကတော့ပွဲသေးဈေးရတော့လည်းများမယ်လို့အဲ့ကြောင့်လည်းသူကလည်းအကြီးဟိုကတက်တာအဲ့တော့ကွာလုံးဝမြန်မာနိုင်ငံကရတာနဲ့မတကယ်ကောင်းတော့မြန်မာနဲ့တူပါတယ်မချလေမလဲရှောက်လို့ရငါမများတော့ဘူးဘယ်တော့လဲOh my god Grandpa. Elbow. ကျမတို့နဲ့တူတူလာတဲ့သူတွေကတော့အချိန်မရှိလို့ဆိုပြီးတော့ဒီမှာကိုရီစားပြီးတော့ဓပုံတော့မရလေအောင်ပြေးရတာကားပေါ်Coconut. Chinese. Chinese also for
ကျွန်တော်လုံးကဒါယူခိုင်းရတော့မဒုက္ခလေးရငါတို့ကျေးဇူးတင်ပေမဲ့ဒုက္ခလည်းရောက်တယ်ကျေးဇူးရတယ်ပုံလိုက်ဝယ်ကျွေးနေတော့အေးနေရပဲ ဘာလဲတော့အသိမိရတယ်ဒီကဒီမှာတော့ဒီကိုဖုန်နေရဲ့ ဟုတ်တယ်တမိထမင်းတမိမှာပေါ်တက်တာ အဲ့ ကော ဒါ င်း လက်တွေပါတင်ပြီးတော့ငါအဲ့ဒါမေးပါတင်ပြီးတော့မှငါဟိတ်ဖုန်နေတာ no me